ကျောင်းပြပါလေးလေးမလေးကျောင်းသင်္ကန်းလို့ပါလို့ယာယီတဲပါလားဆောဒါလည်းခါမှာဆောင်းနေရကဲကျွန်တော်တို့အဖွဲ့နဲ့ဟမ်ဟုတ်မကြည့်တခုကြောက်ကြည့်လူသိပ်กว่าလို့မရတော့ဘူးလို့ပြောလာတယ်အဲ့တော့ပြိတ္တတူလေးလှလိုက်တာမကြည့်ပါဘူးဟိုကဒီမဆုံးဆုံးလေးဒေါ်လာနဲ့ရောက်ပြီဒီလေးတော့ရှိပေါ့ဒီလမ်းလေးကတော့လူသိပ်မကွဲနေဆိုတော့အမီလိုက်ရမယ်ဝမ်းပြေပါနော်အင်းဟုတ်တယ်ကိုနေအဲ့ဆောဆောလာတယ်လမ်းဒီအောက်ကလမ်းနေရလဲသွားလို့ရတယ်အခုတိတိခါလားဟုတ်ကဲ့အစင်းဖြစ်သွားပြီဆိုတော့နည်းနည်းမှတ်သွားတယ်ကင်မရာလေးခါရင် sorry ပါအော်နာရီခွဲပြောင်းနော်အဲ့ဒီအော်နာရီခွဲတော့မယ်ကိုနေကြော်ဘူးလားကြော်ရတယ်အဲ့ဒါသွားမယ်နော်ဟုတ်ပြီတော်ကြကျွန်တော်စောင့်နေရမှာဆိုတော့အော်နေဟိုကတူနေတူရောက်မယ်ဒီနေရာကျတော့ဒူလေးတွေကအသုံးပါလားဒီမှာလည်းလန်ဒန်ဒီဘက်ကနေဆက်သွားမှာနော်ဒီဘက်မှာလည်းလမ်းတစ်ခုရှိတယ်โอเคပြီးတော့အဖိုးကကျွန်တော်လူစုမကွဲဘူးတေချာမှာနေတယ်ဆိုတော့ကြိုးစားလိုက်ရမှာပေါ့နော်ကျွန်တော်ကင်မရာကြီးခါနေခဲ့မယ်ဆိုရင် sorry ပါနော်ထပ်မံပြောပါလမ်းတော်တော်ကျန်းတယ်ရလာတယ်နော်အထမ်းနေရဟိုးရှိမှရက်ဆောင်တာရမ်းလာတယ်မာကြည့်ပြမယ်နော်မာလေးကြည့်ပါဘာဘာနေလဲရမ်းလာတက်နိုင်တယ်လို့တော့ကျွန်တော်ပြသွားမယ်နော်ကျွန်တော်နဲ့အဆုံးထိလိုက်ကြည့်ပါရမ်းလာတယ်မြန်လေးရှောင်းမှာပြောတော့မှာရမ်းလာခူးကျင်တယ်ဒါပေမဲ့သူတို့ညှိုးသွားမှာကိုယ့်ဘက်ကူတာတတရရပွင့်လန်းနေပါတော့ကဲမြန်လိုက်မယ်ဟိုးရောက်သွားပြီဒါတော့သူတို့စောင့်သွားတာရမ်းလာနေတယ်နော်ဒီမှာကြည့်ရမ်းလာတယ်ကဲကျွန်တော်ကြည့်နေတော့ဟိုးမှာစောင့်နေတာ
ထမင်းစားမယ်ထင်တယ်ပျော်လိုက်တာနှစ်နာရီခွဲပြီဘိုက်တွေလည်းစားတယ်โอเคအဲ့ဒါဆိုရင်နောက်မှတစ်ချက်ပြန်ဆုံးမယ်နော်